ပြောတယ်ဘုန်းကြီးတစ်ပါးစာရေးတာနဲ့ပတ်သက်ပြီးတော့ပြောထားတောင်ကြားဖို့သေးတယ်နော်မှန်ပါဗျာအဲ့ဒီဘုန်းကြီးတစ်ပါးကသူကခေါင်းမှာဘူးကြီးရှိအဲ့သူတစ်ပည့်ကစာရေးတဲ့အခါကျတော့ဘုန်းကြီးလို့ရေးတာကိုနောက်ကနတ်သက်ကြံနေတယ်အဲ့ဒီဘုန်းကြီးကအဲ့တော့ဘုန်းကြီးလို့ရေးရမှာဘူးကြီးလို့ရေးလိုက်တာဖြစ်တော့စိတ်ဆိုးတာပေါ့ဒီကောင်ငါ့ကိုဘူးကြီးသူ့လေအရွယ်တူတဲ့ပုဂ္ဂိုလ်တွေကဘူးကြီးနဲ့ခေါ်အဲ့ဒါသူ့တစ်ပည့်ကသူ့ကိုဘူးကြီးလို့ခေါ်တယ်အဲ့တော့ဒီကောင်ငါ့ကိုမလေးမစားနဲ့ပေါ့သူများခေါ်တာလိုက်ခေါ်ရမလားတကယ်ကတော့အဲ့လိုမဟုတ်ဘူးငတ်သက်ကြမှန်ပါဗျာအခုလဲညာနတ်ကကြာသွားတာဖြစ်နိုင်ကြရှိတယ်ပေါ့မှန်ပါဗျာအဲ့ဒါဆိုလို့ရှိရင်ကျမ်းနေတာတူတူပဲလို့ဒီလိုပဲပြောရမှာနော်မှန်ပါဗျာအေးစာရေးဆိုတာရေးလို့ရှိရင်တတိထားရေးရတယ်မှန်ပါဗျာစာတစ်လုံးကျသွားရင်အဓိပ္ပာယ်ကအများကြီးကွဲသွားတယ်ဟိုပြောတယ်